大家好，欢迎来到理财 DBC online class。老師တို့ဒီနေ့မှာတော့美食လို့ခေါ်တဲ့အစားအသောက်တွေနဲ့ပတ်သက်ပြီးတော့老師တို့တရုတ်ဟင်းလျာတွေနဲ့တပြင်းဟင်းလျာတွေကိုတရုတ်လိုဘယ်လိုခေါ်လဲဆိုတာကိုလေ့လာကြည့်အောင်。好，我们开始第一个菜是红烧肉。红烧肉，红烧肉ဆိုတာ老師တို့ဝတ်တနီချက်ကိုပြောတာပေါ့နော်။ဝတ်တနီချက်然后呢，下一个叫什么名字？煎蛋，煎蛋，煎蛋。နောက်တစ်ခုကြတော့接下来下一个是炒鸡蛋，炒鸡蛋，炒鸡蛋。ဒါဆိုရင်တော့ကြက်ဥမွေကြောပေါ့နော်။နောက်တစ်ခုကြတော့水煮蛋，水煮蛋，ကြက်ဥပြုတ်，水煮蛋。နောက်တစ်ခုသွားမယ်။နောက်တစ်ခု炒菜，炒菜，炒菜。ဟုတ်ပြီနော်။အဲ့ဒါလေးကြတော့အရွက်ကြောပေါ့နော်။နောက်တစ်ခုကြတော့炸豆腐，炸豆腐，炸ဆိုတာဒီမှာကျတော့စီနှစ်ပြီးကြတော့炸豆腐。နောက်တစ်ခု炸魚，ဒါလည်းအတူတူပဲပေါ့နော်။စီနှစ်ပြီးကြတော့炸魚。နောက်တစ်ခု煎蛋，煎蛋，煎蛋，煎蛋ကြက်ဥပေါင်း。下一个是西红柿炒鸡蛋，西红柿炒鸡蛋，大概有名的菜呢。西红柿炒鸡蛋。那今天就到这里，大家再见，下个视频见。